ကိုရီးယားနိုင်ငံရဲ့အဝေးပြေးလမ်းမတနေရာမှာတိုးကိတ်တစ်ခုထံကားတစ်စီးမောင်းဝင်လာပါတယ်။ကုသရောဂါကြောင့်တီးတက်ခွဲထားရနယ်မြေဖြစ်လို့ကားကိုစိတ်ဖြင်းစစ်ဆေးတဲ့အခါအပေါ်လောက်တွေလုံနေတာပဲလို့ဆိုပြီးပြစ်တင်ချိန်မောင်းကထွက်လာပါတယ်။ဘာကိုကုသရောဂါလဲလို့ရရွနေစဉ်ဖုံးဝင်လာတာကြောင့်ကားမောင်းရင်လှမ်းယူလိုက်ချိန်တစုံတစ်ခုကိုတိုက်မိသွားပါတယ်။စင်းကြီးတော့အသက်မဲ့နေတဲ့သမင်တကောင်ကိုမြင်လိုက်ရတာမို့ပြန်မောင်းထွက်သွားပါတယ်။ဒါပေမဲ့ထိုငိမ့်သက်နေတဲ့သမင်ဟာပြန်ထလာခဲ့ပြီးမျိုးလုံးတွေဟာလည်းထူးဆန်းနေပါတယ်။စောကူလို့မြင်ရတဲ့လူတွေဟာအလောက်ထဲမှာအထက်ကအမိတ်ပေးလာတာကြောင့်သူ့လက်ထက်ကိုခေါ်ပြီးရှယ်ယာအချို့ကိုရောင်းထုတ်ဖို့မှားလိုက်ပါတယ်။ဈေးကွက်ထိခိုက်နိုင်တယ်လို့ပြောနေတဲ့လက်ထက်ကိုသူခိုင်းတဲ့အတိုင်းသာလုပ်ပေးရတဲ့အခုခေတ်ကလေးတွေဘာကြိုက်တယ်လဲသိလားမေးကပြန်လာပါတယ်။တရားဆွဲဆိုတဲ့အထိမဖြစ်ချင်ဘူးဆိုတဲ့ဇနီးဟောင်းကိုတော့မင်းကြိုက်တာလို့ငါကတော့စူဝမ်းကိုပြုတ်ထောင်မှာပဲလို့အပြစ်ပြောတဲ့အခါမနေ့ပြန်ကလေးမွေးနေတောင်သိရလားလို့မင်းနေတာကြောင့်သိတယ်လို့ပြောကဝယ်လာတဲ့လက်ဆောင်ကိုယူလိုက်ပါတယ်။အိမ်ထဲရောက်လာတော့တယောက်တည်းရထားစီးလာမှမို့ဘူတာကောမေလာကျုံရန်ဖုံပြောနေတဲ့သမီးဟာဒီအပိုင်းခီးထွက်ဖို့ဆိုရင်အဖေမအားသေးတာမို့နောက်တစ်ပတ်ဆိုလိုက်ဖို့မယ်လို့ခရီးပေးကမွေးနေ့လက်ဆောင်ကိုထုတ်ပေးလိုက်ပါတယ်။ဒါပေမဲ့သူဝင်လာတဲ့ခိန်းဆက်ကရေတစ်ခေါက်ကမွေးနေ့ကမှပေးပြီးသားမို့သမီးလိုချင်တာပြောလို့မေးတော့ဘူဆန်ကအမေစီပဲသွားချင်တယ်လို့ဖြေနေတာကြောင့်နောက်တစ်ဝလီဝလင်းမှာပဲဘူဆန်ကိုလိုက်ဖို့ထွက်လာကြပါတယ်။အမေဖြစ်သူနဲ့ဖုံပြောနေတဲ့သမီးကိုအဖေကဂရုစိုက်တာမဟုတ်ပဲအချိန်ပြည့်စောင့်ကြည့်နေကြောင်းပြောပြနေစဉ်အရှိကဖြစ်ပေါင်းသွားတဲ့မိသက်ကားတွေကြောင့်ကားရစ်ပေးလိုက်ရပြီးစူဝမ်းကလွင့်လာတဲ့ပြောင်တွေကိုဖမ်းယူကြည့်နေစဉ်တစ်ဖက်မှာလည်းမီးလောင်နေတာကိုမြင်လိုက်ရပါတယ်။ဘူဆန်ကိုမိနစ်30အတွင်းထွက်ခါတော့မဲ့အမြန်ရထားပေါ်မှာလည်းအားလုံးပြင်ဆင်နေကြပါတယ်။ကျောင်းသားအဖွဲ့အစည်းမဲ့ရထားတွဲတန်းဂျင်းကြီးဆိုတဲ့မိန်းကလေးဝင်လာပြီးသူမသဘောကျနေတဲ့မင်းရုံကောရဲ့ဘေးမှာဝင်ထိုင်ကငါကကြိုက်တယ်လို့ပြောရင်ကျေးဇူးတင်ပါတယ်လို့တုတ်ပြန်မှာပါတယ်။စောကူရောသားဖလည်းရထားပေါ်ရောက်လာကသူတို့ထိုင်ကုန်မှာနေရာယူလိုက်ပြီးရထားထွက်ဖို့စောင့်နေတဲ့လုံခြုံရေးဟာသူ့နောက်ကပြည့်တက်သွားတဲ့လူတစ်ယောက်ကိုမမြင်လိုက်ပဲရထားထွက်ခွာလို့ရပြီလို့အချက်ပြလိုက်တာကြောင့်တကားတွေအားလုံးပိတ်လိုက်ပါတယ်။ဘူတာမှာတော့လူတွေပြေးလာနေတာမြင်ရပြီးရထားဆက်ထွက်ချိန်အပြင်ကိုကြည့်နေတဲ့စူဝမ်းကလူတစ်ယောက်ထမ်းကုန်နေတာမြင်လိုက်တာမို့ဖခင်ရောမြင်လားလို့မေးလိုက်ပေမဲ့စောကူကအိပ်ပျော်နေပါတယ်။ရထားပေါ်ကတပ်ဆိုင်ကန်အတွင်းမှာတောင်းပန်ပါတယ်မှားသွားပါတယ်လို့ရေရွနေတဲ့မိန်းကလေးတစ်ယောက်ပါလာပါတယ်။လူတစ်ယောက်ကတပ်ဆိုင်ကန်ထဲမှာထူးဆန်းတဲ့အတန်တွေကြားနေရတယ်လို့ဝန်ထမ်းကိုအသိပေးလိုက်တာကြောင့်စူဝမ်းလည်းတိလိုစိတ်နဲ့ထားလိုက်သွားပါတယ်။တကားဖွင့်ကြည့်လိုက်တော့အထက်ကလူကအကုံသိကုန်ပြီလို့သာရေရွနေတာမို့လက်မပါရင်နောက်ဘူတာမှာချထားရမယ့်အကြောင်းအသိပေးပါတယ်။တစ်ဖက်မှာလည်းရထားပေါ်ပြည့်တက်လာတဲ့မိန်းကလေးဟာအခြားရထားထွက်မဲ့ကူးချိန်မှလဲကျသွားပါတယ်။တပ်ဆိုင်ကမှာအားလို့အခြားအခန်းကိုမလုံးနေတဲ့စူဝမ်းကိုဦးလေးကြီးကအနှင်မလုံးရင်အခြားအခန်းကိုသွားဖို့ပြောကအချစ်ရင်အေးဆေးလုံးလို့အခန်းထဲကိုလှမ်းပြောပါတယ်။ဝန်ထမ်းတို့ဦးကဘာကြောင့်လဲနေမှမသိတဲ့မိန်းကလေးကြောင့်အတွက်စစ်မှာအရေးပေါ်စိတ်ကူးသွားဖို့လိုကြောင်းသတင်းလှမ်းပို့ပါတယ်။ဖောင်းဝင်လာလို့နိုးလာတဲ့စောက်ခုတယောက်ဘေးမှာစူဝမ်းမရှိတော့ပဲသူ့လက်ထောက်ကလည်းမျိုးမာရဲမဟုတ်ပဲနေရာအနှံ့ရုံရင်းဆန်ခတ်တွေဖြစ်နေကြောင်းအသိပေးနေစဉ်အရေးပေါ်စိတ်ကူးသွားဖို့ဝန်ထမ်းတွေဖုံးပြောတာမြင်တာနဲ့နောက်ကလိုက်သွားပါတယ်။ TV မှာလာနေတဲ့သတင်းကိုကြည့်နေတဲ့ဂျုံကီဆိုတဲ့အမျိုးသမီးကအားနေစူပူအောင်လုပ်နေတဲ့သူတွေကိုအရင်တော့ကလိုမလုပ်ရဲအောင်ဖမ်းလိုက်ရမှာမို့ရေရွနေပါတယ်။လဲကျနေတဲ့မိန်းကလေးကိုလုံးဝခေါ်မရလို့သူမခေါင်းဆောင်စီအကြောင်းကြားနေစဉ်ငြိမ်သက်နေတဲ့မိန်းကလေးကထူးဆန်းစွာပြန်ထလာပါတယ်။အလုံးရှုပ်နေတဲ့ဝန်ထမ်းတွေကိုကြည့်ရင်စူဝမ်းတယောက်တန်းဆိုင်ကန်းတဲ့ဝင်ကတကားလောချလိုက်ပါတယ်။စူညာစာစောက်ကစားနေတဲ့ကျောင်းသားတွေရဲ့အတွဲထံဝန်ထမ်းကိုခောက်ခွာစီပြီးကိုက်နေတဲ့မိန်းကလေးကြောင့်အားလုံးကြောင့်နေစဉ်တွေ့ရလူတွေကိုပြေးကိုက်နေပြီးမို့မင်းယွန်းကောလဲဝင်ကူညီပါတယ်။အောက်မှာငြိမ်သက်သွားတဲ့ဝန်ထမ်းကပါလူလွင့်စွာလှုပ်ရှားလာပြီးလိုက်ကိုက်နေတာမို့အားလုံးထွက်ပြေးကုန်ကြပါတယ်။စူဝမ်းကိုလိုက်ရှာနေတဲ့စောကူတယောက်အော်ပြလာတဲ့လူတွေကြောင့်တေချာကြည့်လိုက်တော့အကိုက်ခံရသူတွေဟာကြောက်မွတ်ပဲပြောင်းလဲသွားတာမြင်လိုက်ရတာမို့လှမ်းခေါ်နေတဲ့သမီးကိုချီပေးပါတော့တယ်။စောင်းမဆိုသူဟာထူးဆန်းတဲ့အချင်းတွေကြောင့်အထဲကိုခေါ်တော့ကိုဝင်သက်စနီးတွေကဘာဖြစ်နေတာလဲလို့စူပူပြီးထွက်လာပါတယ်။သူတို့နားမှာလူတွေကိုကိုက်နေတဲ့အရာနဲ့ပိတ်မိနေတဲ့စူဝမ်းတို့သားဖကိုဇနီးဖြစ်သူဆောင်းကယောင်ကသူ့ယောက်ျားကိုသွားကူညီဖို့မှာပါတယ်။အတင်းကိုက်နေလို့ဆွဲဖက်လိုက်တဲ့ဆောင်းအောင်ကိုပါလိုက်ကိုက်နေတဲ့အတွက်အခန်းတစ်ခုလည်းထည့်ပိတ်လိုက်စဉ်အကိုက်ခံရသူတွေဟာလှုပ်ရှားလာတာမို့ဇနီးဖြစ်သူကိုအရင်ပြေးခိုင်းလိုက်ပါတယ်။အဖြစ်ပြက်တွေမြင်ပြီးကြောက်နေကြတဲ့လူအုပ်ကြီးဟာနောက်အတွဲကပြေးလာတဲ့ဇုံမိုင်းတွေကြောင့်တကားပိတ်လိုက်ဖို့ဆိုပါတယ်။ဆောင်းအောင်တို့လင်မယားအပြင်မှာကြားရတာကြောင့်စူဝမ်းကသူတို့ကိုကဲဘူးတဲ့လင်မယားဆိုကတကားဖွင့်ခိုင်းလိုက်ပါတယ်။တကားကိုလောချများတဲ့ဆောင်းဝါကဘလို့ပိတ်ရမလဲဆိုတာကြောင့်မြင်းနေရတော့တိုက်ခိုက်တာနေမယ်လို့အကြံပေးတဲ့အခါဆောင်းယောက်ကစာရက်ကိုရင်နဲ့ဆွတ်ပြီးတကားကိုကာလိုက်ပါတယ်။အတန်တွေတိတ်သွားတော့လူတွေလာမြင်ရင်သားနဲ့တကားကိုဘာကြောင့်ပိတ်လိုက်တာလဲလို့ဆောင်းဝါကမင်းရင်ဒေါသထွက်နေတော့ဇနီးတွေကအကောင်လုံးကကြောက်နေတာကြောင့်လို့နားချပါတယ်။ဒီအချိန်မှာလက်ရှိအခြေအနေကြောင့်ချွန်နှမ်းပူတာမှမရက်တော့ပဲဘူးစင်ရဲတဲ့အထိဆက်သွားမယ့်အကြောင်းအသိပေးတဲ့အခါမှာရောင်းဆိုတဲ့လူကရထားမှုကိုဆက်သွဲပြီးရထားပေါ်မှာဘာတွေဖြစ်နေလဲဆိုတာသိရလားဆိုတာကြောင့်ရထားမှုက
အထက်ကအမိန့်တိုင်းလုပ်တာပါလို့ဆိုပါတယ်။စောင်းဝတယောက်ကွန်ဝင်သန်စနီးအတွက်ထိုင်ကုန်စီစဉ်ပေးနေခဲ့စဉ်စောဖို့အမေဟာစူဝမ်းကိုတေချာကူးဆိုင်ဖို့ကိုမော်ဘန်ဆန်စကားပြောနေခဲ့ပြီးထူးဆန်းတဲ့အတန်တွေပြောင်းလာတာမို့သဘောပေါက်သွားခဲ့ပါတယ်။အားလုံးကြောက်လန့်နေခဲ့ပြီးစူဝမ်းကိုထိုင်ကုန်ပေါ်ထိုင်ခိုင်းနေစဉ်ရထားပေါ်တက်ခွင့်တောင်းနေတဲ့လူတွေနဲ့အချင်းချင်းလမ်းလန်တိုက်ခိုက်နေတဲ့မြင်ကွင်းနောက်မှာမြို့ကြီးကလည်းပျက်စီးနေပါပြီ။တတိယထဲမှာတော့တနိုင်ငံလုံးစုဖို့အကြမ်းဖက်မှုတွေဖြစ်ပွားနေတာကြောင့်မြို့ကြီးချုပ်ကိုပိတ်ဆို့ထားလိုက်ကြောင်းနဲ့နေရာနဲ့မှာကုသရောဂါတစ်မျိုးဖြစ်ပွားနေတဲ့အတွက်အိမ်မှာပဲနေဖို့နဲ့အစိုးရကအမြန်ဆုံးထိချုပ်နိုင်မှာပါလို့ကြေညာသွားပါတယ်။ဘေကင်းမဲ့ထင်းနဲ့ရထားတွေနောက်ကိုပြောင်းရွှေ့နေကြစဉ်နေရမရတဲ့ဂျုံငယ်ရောညီမကိုနေရဖဲဖဲကသမီးဖြစ်သူကိုပေါ်ရတဲ့နေချိန်မှာသူများကိုဦးစားပေးရမှာတော့အဖွာလဲအဲ့လိုဒုနာတတကြောင်းလို့ပြန်ဖြေပါတယ်။ရထားမှုထံကရေးဖို့အခြေအနေကြောင့်စစ်တပ်လုံဆောင်ရေးပေးထားမဲ့ဒေကျုံးဘူရာမှာပဲရထားဆိုင်မဲ့အကြောင်းအသိပေးပါတယ်။ဘယ်နေရာတွေမှာလုံဆောင်ရဲဆိုတာစုံစမ်းနေတဲ့ရောင်းဆိုကြောင့်စူအားကိုခဏထားခဲ့ချိန်သူကအဖေလာဘာလို့တဲ့သူလဲဆိုတာကြောင့်ငွေကြေးမန်နေဂျာလို့ဖြေလိုက်ပါတယ်။လူတွေကိုငွေညစ်တဲ့လူပဲလို့ဆိုတဲ့စောင်းဝါကိုခလေးရှိမှဒီလိုမပြောရင်စောင်းရကဓာတ်ပေမဲ့ကျမအဖေကိုလူတိုင်းဒီလိုပဲမြင်ကြတာမို့အဆင်ပြေကြောင်းပြောလိုက်ပါတယ်။စောင်းရကစူအားကိုဂျယ်လီထုတ်ဆွေးလာရင်ဗိုက်ထဲကကလေးကိုကန်ကြည့်ခိုင်းပါတယ်။လှော်ရှားနေတာသတိထားမိတဲ့စူအားကအဲ့ဒါဦးလေးလေးချက်လေးဆိုတာကြောင့်မျက်စောင်းထိုးခံရပါတယ်။ရင်းနှီးတဲ့အသည့်တွေထံဆက်သွယ်နေတဲ့စောကူကတော့ဒဲကျုံးမှာစစ်တပ်ကကွယ်ပေးထားလို့ဘေးကင်းလက်ဆိုပေမဲ့အရှင်ဆုံးတိကျအခွင့်ခံထားရမယ်ဆိုတာကြောင့်သူတို့အသားအဖကိုကူညီပေးရင်အလုပ်ကိစ္စပြန်ကူညီမယ်ဆိုတဲ့အခါထွက်လာရမယ့်နေရာကိုပြောပြလိုက်ပါတယ်။ဒီလိုနဲ့ဒေကျုံးမူတာကိုအမြန်ရထားစိုက်ခဲ့လာချိန်မှာပါဝဲချင်တိတ်ဆိတ်နေတာမို့တတိနဲ့ဆင်းလာကြပြီးပြရခတ်နေတဲ့ရောင်ဆွဆိုတဲ့ဘဲကြီးကရထားကိုခေါင်းနဲ့ပြုတ်ကဘူးဆိုင်ကိုဆက်သွားကြဖို့တွားပြောနေပါတယ်။ဒီလိုတော့မရကြောင်ညင်းနေတာကြောင့်သူဟာခရီးသွားအေဂျင်စီရဲ့အရာရှိဖြစ်ကြောင်းနဲ့ဒေကျုံးကလည်းမလုံဆောင်တော့တာမို့ဘူးဆိုင်ကိုဆက်သွားမှဖြစ်မယ်ဆိုတာကြောင့်ရထားမှုကအကောင်လုံးကိုပြန်ခေါ်ရမယ်လို့ဆိုပါတယ်။တတိနဲ့ထွက်လာကြတဲ့ခီးတွေကြားစောကူဟာစစ်တပ်ရှိမှနေရာထံတမီးကိုခေါ်ထုတ်လာတာမို့စူအန်ကဘာလို့သူတို့ပဲလို့မေးနေစဉ်အင်ရှင်ရမဲကရထားပေါ်မှာဖုံပြောတာကြားခဲ့လို့အတူလိုက်မယ်လို့ဆိုပါတယ်။မလုံဆောင်တဲ့အခြားသူတွေကိုပါသွားပြမယ်လုပ်နေတဲ့စူအန်ကိုအခုတော့အရေးကြီးနေတဲ့အချိန်မှာကိုရှင်တော်မို့သာစူးစမ်းရမယ်လို့ဆိုတဲ့အခါအဖေကကိုယ့်အတွက်ပဲကိုကြည့်တဲ့သူအဲ့ဒါကြောင့်မလို့အမေထွက်သွားရတာလို့ဆိုပါတယ်။အကာကိုယူပေးထားတဲ့နေရာသွားနေတဲ့ဆောင်းရောင်တယောက်မူးမမနာတွေသတိထားမိလိုက်ပြီးအင်ဂျင်ယာမဲကလည်းစစ်သားတယောက်ကိုမြင်လို့ပြေးသွားပါတယ်။လေကားပေါ်ကဆင်းလာကြတော့ယောဂကူးစက်ခံထားရတဲ့စစ်သားစုံမိုင်းအုပ်လိုက်ကြီးမြင်တာနဲ့နောက်ပြန်ပြေးကြသလိုစောင်းကလည်းဇနီးကိုချီပြီးပြေးလာရပါတယ်။စစ်သားစီသွားနေတဲ့စောကူထံလုံခြုံရေးထွက်ထားသူတွေနဲ့အဆက်အသွယ်ပြတ်သွားကြောင်းအကြောင်းကြားနေတော့မှပဲအလုံးကူးစက်ခံလိုက်ရမှန်းသိသွားတာမို့စုံအထက်ပြန်လာစဉ်ပြေးဝင်လာတဲ့စုံမိုင်းတွေကိုတိုက်ခိုက်ပြီးစောင်းဝါတို့လင်းများကကဲထုတ်သွားပါတယ်။စောကူလည်းလိုက်သွားပေမဲ့တက်ခတ်ခံနိုင်ရပြီးပြောင်းမရဖြစ်နေစဉ်အင်ဂျင်ယာမဲကဇမိုင်းကိုအင်ဂျင်နဲ့အုပ်လိုက်တာမို့စောင်းဝါအော်ခေါ်တဲ့ဘက်ပြေးကတကားပိတ်လိုက်ပါတယ်။သို့ပေမဲ့တကားပိတ်မြဖြစ်နေချိန်အောင်စင်းသွားတဲ့အဖွဲကတကားကိုဖွင့်လိုက်တာကြောင့်တစ်ဖက်လေကားကနေရထားပေါ်ပြေးကြပါတယ်။လူဆောက်ခေါ်နေတဲ့ဝန်ထမ်းကိုအခုထက်ပြောနေသူရောင်းဆိုအားလူတွေကြံသေးတာမြင်လာပြန်မေးကအမြန်လာပဲခေါ်နေစဉ်အပေါ်ကစုပြုံထွက်လာကြပါတယ်။ဂျုံကီတို့ညီမကြားရောက်လာတဲ့ဇွန်ပိုင်းကြောင့်တစ်ဖက်စီပြေးကြကနီးစရရထားတွဲပေါ်တက်နေတော့အင်ဂျင်ယာမဲကပါပြေးတက်လာပါတယ်။အကောင်ကြောက်လန့်နေကြချိန်အခုထွက်တော့လို့ပြောနေတဲ့ရောင်းဆိုကြောင့်ဂျင်းကြီးကသူမတငယ်ချင်းတွေရောက်မလာသေးကြောင်းပြောပေမဲ့ရထားဝန်ထမ်းကတော့ရထားမှုကိုထွက်ခွာဖို့အကြောင်းကြားလိုက်ပါတယ်။စောင်းဝါတို့ကတော့တကားကိုလောချနိုင်ပေမဲ့များပြားလာတဲ့ဇုံမိုင်းအုပ်ကြီးကြောင့်ထွက်ခွာနေတဲ့ရထားတံပြေးကြပါတယ်။အကိုက်ခံလိုက်ရတဲ့တငယ်ချင်းတွေကြောင့်ကြံသွားတဲ့ယွန်ကောကိုခေါ်ကာနီးရထားတွဲပေါ်တက်လိုက်ကြပါတယ်။တယောက်တည်းကြံခဲ့တဲ့စောင်းဝါကတော့ပြေးဝင်လာတဲ့ဇုံမိုင်းတွေကိုတိုက်ခိုက်ကစူဝမ်းဖေရဲ့ကူညီပေးမှုနဲ့တည်တည်လေးလွတ်သွားပါတယ်။ဒါကြောင့်မှလည်းကူးဆက်ခံနေရတာကြောင့်ဘူးစံထိမောင်းလို့ရတာမေးတဲ့အခါလမ်းသားရှင်းပြထားမယ်လို့အကြောင်းပြန်ပါတယ်။ဖောင်းဝင်လာတော့ကိုင်မလို့လုံနေတော့အင်ဂျင်ယာမဲကတားနေလို့ကြည့်လိုက်တော့ရထားပေါ်ဇုံမိုင်းတွေပါလာတာမို့အားလုံးကိုသက်စင်ခန်းနဲ့ခေါ်နေစဉ်ဇုံမိုင်းတစ်ကောင်ကမြင်ပြီးဝိုင်းလာပါတော့တယ်။တစ်ဖက်အတွင်းမှာတော့တကားမန်ကိုမိသက်စိမ့်နဲ့ဖြန်းနေစဉ်ဘူးဆန်ကိုပဲဓာတ်ရိုက်သွားတော့မယ်ဆိုတဲ့ရထားမှုကိုဘူးဆန်ကအဆက်အသွယ်ရရဲ့လားဆိုတာနဲ့အမြန်ရအောင်မောင်းဖို့ဖိအားပေးပါတယ်။ရင်ကောထံမှဖုံးဝင်လာပြီးသူတယောက်တည်းပဲလွတ်လာကြောင်းတောင်းပန်နေစဉ်စောကူကတော့သူသမီးကိုဆက်သွယ်မြဖြစ်နေပါတယ်။စောင်းဝါထံရထားတွဲ73ရဲ့တန်းစင်ခန်းထဲမှာပုံနေကြောင်းအတိပေးလာတာကြောင့်ဇွန်မိုင်းတွေကိုကြော်ပြီးသွားဖို့ပြင်နေတဲ့စောကူကိုတားလိုက်ပါတယ်။စောင်းဝါကိုရန်ရှိကဥဆောင်ကလှန်ကားတစ်ခုကြော်ပြီးမှအကိုက်ခံမရအောင်အချင်းချင်းကာကွယ်ပြီးတိုက်ခိုက်ကကြော်ဖြစ်လာပါတယ်။နောက်အတွဲကိုကူတော့ဇွန်မိုင်းတွေကသူ့တငယ်ချင်းတွေဖြစ်နေလို့ကြောင်ရနေတဲ့ယွန်ကောကိုအနောက်ဘက်ကလျှောက်ထဲဝင်တိုးနေပေမဲ့မနိုင်မနစ်ဖြစ်နေချိန်ဆိုင်ကားအတွင်းဖြစ်ဝင်သွားတဲ့အချိန်ဇွန်မိုင်းတွေတိုင်းမဲ့သွားပါတယ်။အတန်ကြားရကိုလိုက်နေမှရိပ်မိသွားတာနဲ့ထိုအတွဲကိုအသားရကြော်ကပုံမြန်းလာတဲ့အတွင်းနံပါတ်12ရောက်မှစောင်းမရဲ့ဖုန်းကိုယူထားလိုက်ပြီးဆိုင်ကားနဲ့အပြက်မှာဖုန်းကိုနောက်ကိုပြစ်ကအာယုံ
င်လိုက်ပြလိုက်ပြီးတန်းဆိုင်ငံနဲ့ဘုံနေတဲ့စောင်းရောင်းတို့ကိုတွားတွေ့ပါတယ်။စူအောင်ကိုလည်းဘေကင်းစွာတွေ့လိုက်ရပေမဲ့လှန်ကောင်းတွေကပြန်ထွက်နေပြီးမို့အခြားသောဆိုင်ငံအတွင်းဝင်မောင်းလိုက်ကြပါတယ်။အခုထိအခမ်းမကျသေးတဲ့စောင်းလာကသူ့ဥဆောင်မှုကြောင့်စူအောင်နဲ့ပြန်ဆောင်ရတာကျေးဇူးမတင်ဘူးလားမေးတဲ့အခါဘလို့တောင်းဆန်တဲ့ရိနိုထည့်ထားတာလည်းပြန်ပြီးတော့ဘလို့ပြောတာလဲဆိုပါတယ်။မြေပုံတိုင်းဆိုရင်မိနစ်လေးငယ်ကြာမှလှန်ကောင်းရှိကြီးရှိကြောင်ပြောနေပေမဲ့စောင်းဝတယောက်တမိဖြစ်သူအတွက်အလုပ်ကြိုးစားနေရလို့အချိန်မပေးနိုင်တဲ့ဖခင်မြစ်တာကိုသူနားလဲကြောင်အားပေးပါတယ်။ရွန်ကောထံကငါတို့ကုလနေပြီဆိုတဲ့စာဝင်လာတာကြောင့်ကျမတငယ်ချင်းတွေကုလနေပြီလို့အတိပေးတဲ့အခါအမြဲစိုးရိမ်လုံနေတဲ့ရောင်းစုကဇွန်မိုင်းရဲ့ကြားကဖြစ်လာတာတော့တရားတစ်စက်မှမရပဲဒီထိရောက်လာမှတေချာရဲလားလို့အော်မိတဲ့အခါကျန်တဲ့သူတွေကလည်းဝင်ခွင့်မပြုကြပါဘူး။တစ်ဖက်မှာလှန်ကောင်းတွေဝင်နေပြီမို့နေရကထွက်လာပေမဲ့များပါလောက်တဲ့ဇွန်မိုင်းတွေကြောင့်ပစ္စည်းတွေနဲ့တန်းကနေကြော်ဖို့ကြိုးစားပါတယ်။တွားသားနေရင်အတလုံးနဲ့အာယုံလွဲကအခြားတွေကိုနေစဉ်အနောက်ကအင်ဂျင်ရမဲကပြုတ်ကျသွားတာကြောင့်ကုညီနေတော့လှန်ရောင်းကထွက်လာပါတယ်။အမှတ်စင်ရင်ကထပြေးတော့အေးဘူးကိုတက်နေမိသွားတာကြောင့်ကိုလိုရောင်းပြေးခဲ့ပေမဲ့တစ်ဖက်မှာတော့ဂျင်းဟီကိုချုပ်ထားပြီးတကားကိုပိတ်ထားကြပါတယ်။တယောက်တည်းတကားကိုကာနေတဲ့ဆောင်းဝါကိုကုညီရင်တကားကိုရိုက်ဖွင့်ခိုင်းနေတော့တကားကိုတွန်းထားတဲ့ဆောင်းဝါရဲ့လက်ဟာအကိုက်ခံလိုက်ရပါတယ်။စော်မိုင်းတွေဝင်မရအောင်တားနေတဲ့ဆောင်းဝါဟာငိုယုံလေးနဲ့ဇနီးတွေကိုမလာခဲ့ဖို့နဲ့စောင်းကိုလည်းသူ့ဝထားခဲ့ပြီးအားလုံးကိုကဲထုတ်သွားဖို့တောင်းဆိုလိုက်ပါတယ်။ဆောင်းဝတယောက်သမီးနဲ့နာမည်ကိုယွန်စောလို့ပေးဖို့စဉ်းစားထားကြောင်းနောက်ဆုံးအနေနဲ့အတိပေးပြီးနောက်တကားကိုကြော်ဝင်လာတဲ့ဇွန်မိုင်းတွေကိုသူ့စိတ်မလွတ်ခင်အထိအားကောင်ခုခံနေပါတယ်။တစ်ဖက်မှာလည်းတကားကိုဖွင့်နိုင်ခဲ့ပေမဲ့လမ်းမလျှောက်နိုင်တော့တဲ့အင်ဂျီဟာမြမဖြစ်သူကိုပြုံးပြရင်ကျွေလွင့်သွားခဲ့ပါတယ်။ရုံးမလုံးနဲ့ရောင်စုကိုဖြတ်ထိုးကအားလုံးကိုကဲနိုင်ရသားနဲ့ဘာကြောင့်တကားမဖွင့်တာလဲမေးနေစဉ်သူတို့တွေကုသခံနေရပြီးမို့တတ်ခွဲထားလို့သွေးထိုးပြန်ပါတယ်။ထို့ကြောင့်အကောင်လုံးကကြောင်းလန့်ပြီးအခြားတွေမှာပြောင်းနေကြဆိုကမောင်းထုတ်လိုက်ကြပါတယ်။ဂျင်းကိုဒီမှာပဲနေဖို့တားပေမဲ့ဒီလူတွေကိုကြောက်တာမို့တင်းတောင်ခွဲခံရပေမဲ့လည်းရုံငေါတော့နဲ့လိုက်သွားပါတယ်။စောကူတော့ထွက်သွားတာနဲ့ထောင်းဆိုင်တိုင်းတရုတ်တစ်ပေါက်ဆူညံနေစဉ်နောက်ဆုံးမှထိုင်နေတဲ့ဂျုံကြီးကအထကြီးစွာကော့ထွက်ပဲကိုကြည့်နေတဲ့သူတွေကိုစိတ်ကုန်တာနဲ့ဇွန်မိုင်းဖြစ်နေတဲ့အမားဖြစ်သူစီသွားပြီးတကားကိုဖွင့်လိုက်ပါတော့တယ်။ကဘာပြက်နေတဲ့တစ်ဖက်ကန်းကအော်ဟစ်တန်တွေကိုစောကူတော့ဖွင့်လဲရက်ကြည့်နေခဲ့ပါတယ်။ဘူဆန်နဲ့ဝင်လာတဲ့ရထားဟာအထက်ကိုဆက်သွယ်မရသေးပဲပတ်ဝန်းကျင်တစ်ခုလုံးပျက်စီးနေတာကိုဖျက်ကျော်လာပါတယ်။ဆောင်းလျောင်းကခေမဖြစ်သူကိုဆုံးရှုံးလိုက်ရပေမဲ့တမိဖြစ်သူကိုတော့အမေစီရောက်အောင်ခေါ်သွားမယ်လို့ကတိပေးလိုက်ပါတယ်။တနည်းဖြစ်သူထံဆက်သွယ်မရခဲ့ပဲသူ့လက်ထောက်စီကဖုံးဝင်လာပြီးဘူဆန်ကိုထိချနိုင်ပြီဖြစ်ကြောင်းနဲ့အခုဖြစ်နေတဲ့ကူးဆက်ယောဂဟာသူတို့လုပ်ငန်းရဲ့ဇီဝနီးပညာချုပ်ရင်းတာဖြစ်ကြောင်းပြောပြသွားပါတယ်။ကျွန်တော်တို့ကြောင့်ဖြစ်တာလို့ဆိုနေတဲ့လက်ထက်ကြောင့်လက်စင်းရင်ငုံမိနေစဉ်ရထားနဲ့ပြိနေတာကြောင့်ရက်လိုက်ပါတယ်။ရထားဆက်သွားလို့မရတော့လို့အကူကြီးဆောင်ရင်းနေမလားဒါမှမဟုတ်အစင်ပြန်နဲ့ဘူးဆိုင်ကိုဆက်သွားမလားရွေးချယ်ဖို့နဲ့မောင်လို့ရမယ့်ရထားကိုရှာရင်စောင့်နေမယ်ဆိုတဲ့အတန်ကိုအသက်ရှင်နေသေးတဲ့ရောင်းစုတို့နှစ်ယောက်နားထောင်နေပါတယ်။ရထားမှုဟာဇမိုင်းနဲ့အပြည့်နဲ့ရထားတွဲကြားကဖြတ်ပြီးမောင်လို့ရမယ့်ထင်တဲ့ရထားတွေထံပြေးသွားပါတယ်။ဒီမှာနေလို့မဖြစ်ကြောင်းနဲ့ထက်ချမှပြီးဖြစ်တဲ့ဘူးဆောင်ကိုသွားရန်တစ်ဖွဲ့လုံးကိုခေါ်လာခဲ့ပြီးတစ်ဖက်မှာမောင်လို့ရမယ့်ရထားကိုရှာတွေ့ခဲ့ပါတယ်။တစ်ဖက်မှာလည်းအပြင်းကိုချင်းရင်လမ်းကြောင်းရှိတဲ့လိုလိန်လိုက်ကဝန်ထမ်းကိုထုတ်ကျပြီးဆင်းပြေးလာခဲ့ပါတယ်။ထို့နောက်မိကျွမ်းနေတဲ့ရထားဟာအရှိန်ပြင်းပြေးလာနေပြီးတစ်ဖက်ကိုလမ်းကူးမဲ့စောကူရိုဘေးကရထားတွဲကိုဝင်တိုက်သွားပါတယ်။လွတ်မြောက်သွားတဲ့ရုံကောတို့ဟာရှင်းလင်းနေတဲ့ရထားပေါ်တက်ကဖွင့်ပြတဲ့တကားကိုထုခွဲနေစဉ်ဇိုမီလိုက်နေတဲ့ရောင်းစုကဂျင်းဟင်းကိုတွန်းလိုက်တာမို့အကိုက်ခံလိုက်ရပါတယ်။အကိုက်ခံလိုက်ရပြီးဖြစ်တဲ့ဂျင်းဟင်းကိုပွေ့ဖက်ကိုကျွင်းရင်ထွက်မပြေးတော့ပဲအကိုက်ခံလိုက်ပါတယ်။တရင်မရတဲ့စောကူကိုစူအန်းကလှုံလုံးနေပြီးရိုင်နေတဲ့ရထားတွဲအတွင်းကပြိုကျလာတော့မဲ့မကောင်းဆိုးတွေကိုခြားခြားဆွမြင်လိုက်ရပါတယ်။ကျန်ရသူတွေကိုစောင့်နေတဲ့ရထားမှုဟာချော်လန်းနေတဲ့ရောင်စုကိုကုညီခဲ့ပေမဲ့တောထက်ပြီးထိုးကျွေးခံလိုက်ရပါတယ်။ရထားတွဲအောက်ကနေအပေါက်တစ်ခုမြင်တာမို့အရင်ထွက်လိုက်ကစူအန်းကိုခေါ်နေစဉ်တာเจ้าကြီးနဲ့ပိတ်သွားပြီးဇိုမီတွေလည်းထွက်ချလာပြီးဖို့အင်ဂျင်ယာမဲကသူ့ကိုယ်သူစတေးပြီးကတင်လိုက်ပါတယ်။စူအန်းတို့ထွက်လာတာနဲ့ရထားတွဲအတွင်းကပြေးထွက်လာတဲ့ဇုံမိုင်းတွေစီကလွတ်အောင်ခေါမောင်းနေတဲ့ရထားတွဲပေါ်မြင်မြန်ဆန်ဆန်ပြစ်တက်ခဲ့ကြပါတယ်။သို့ပေမဲ့ဇုံမိုင်းတွေကခေါ်ပြီးလိုက်ရကြတာမို့စောက်ကူတယောက်တကောင်ချင်းကိုကန်ချနေခဲ့တဲ့နောက်တိုနီယာကလွတ်မြောက်လာပါတယ်။ရထားကောင်းမိုင်းကိုသွားဖွင့်တော့ကူးဆက်ခံထားရတဲ့ရောင်စုကိုမြင်လိုက်ရပြီးအပြင်ထွက်လာကသူ့အမေစီလိုက်ပို့ပေးဖို့နဲ့ဘူဆိုင်ကသူ့ရဲ့လိပ်စာကိုပြောပြနေပါတယ်။ကူးဆက်ခံရတာကိုလက်မခံနိုင်သေးပဲအသွင်ပြောင်းသွားကစောက်ကူကိုစတင်တိုက်ခိုက်ပါတယ်။ဆွေရင်စွာအော်နေတဲ့စူအမတ်ကိုလှည့်သွားပြီးမို့ခြေထောက်ကိုဆွဲကကာကွယ်ပေးနေတော့ဝင်ကူကြီးပေးနေတဲ့ဆောင်းမရကိုကဲဖို့အတွက်လက်ကိုအကိုက်ခံလိုက်ရပါတယ်။ဘေးနားကချင်းချုံနဲ့သူ့ရောက်ကိုပါချီကဇိုမိုင်းကိုပစ်ချလိုက်ပြီးအကိုက်ခံလိုက်ရပြီးမို့ရထားကိုစစ်ဆေးကစူအနဲ့ဆောင်းရန်ကိုအထဲခေါ်ပြီးဘရိတ်ကိုပြကဘူးဆောင်ရောက်ရင်လုံချုံသွားမှာမို့လဲလဲမာထားပြီးထွက်မသွားရင်ဆွဲထားတဲ့သမီးဖြစ်သူလက်ကိုဆွဲဖြုတ်ပြီးတကားပေးလိုက်ပါတယ်။ထောက်ကောင်အသွင်မပြောင်းခင်စူအမွေးကစားပုံရိပ်တွေကိုမြင်ရောက်ရင်လုံချုံစွာထားခဲ့နိုင်ပြီးမို့အသိစိတ်မမဲ့ခင်ရထားဘော်ကခုန်ချသွားခဲ့ပါတယ်။
အချစ်အဆုံးသူတွေကိုဆုံးရှုံးလိုက်ရတဲ့စောင်းဝါတို့နှစ်ယောက်ဟာအတားအဆီးတွေချထားတဲ့ဘူဆန်ကိုရောက်လာကြပြီးဇိုမီတွေကိုကြော်ဖြတ်ကမှောင်မနေတဲ့အထက်ဝင်သွားကြပါတယ်။အမှောင်တွေကလှမ်းမြင်နေရတဲ့သူတို့ကိုကင်းမောက်တွေကကူးဆက်ခံထားရလားဆိုတာအတိပြုလို့မရကြောင်းတင်ပြတော့ပြစ်လိုက်ဖို့သာအမိတ်ပြန်ပေးပါတယ်။ထို့ကြောင့်တနက်မောင်းဆွေးကနေအချိန်မှာပဲအမှောင်တွေကဆိုရရဲ့တချင်းဆိုတဲ့ကြားလိုက်ရတာမို့လူသားဆိုတာအတိပြုနိုင်ပြီဖြစ်လို့တွားရောက်ကြနေလိုက်ပါတယ်။